American အိမ်ဖြူတော်ကြီးမီးရှို့ခံခဲ့ရဘူးတဲ့ဆိုတာသိလား American ပြည်ထောင်စုရဲ့အမွေအနှစ်တစ်ခုဖြစ်တယ်လို့ကမ္ဘာအာဏာရှိဆုံးပုဂ္ဂိုလ်တွေစံမြန်းရာအဖြူရောင်အိမ်တော်တို့မဟုတ် White House ဟာကျမတို့မြင်နေရတဲ့အပြင်ပန်းတရံထက်ပုံမနှက်ဆိုင်တဲ့လှုပ်ဝက်ချက်တွေအပြည့်ရှိနေတဲ့နေရာတစ်ခုပါအပြင်အကြည့်တော့လှပတင်နေပြီးခိုင်ခန့်တဲ့တမိုင်းဝင်အဆောက်အုံကြီးတစ်ခုလို့ပဲမြင်ရမှာဖြစ်ပေမဲ့တကယ်တော့ဒီအဆောက်အုံကြီးရဲ့မြေအောက်နက်နက်ပိုင်းတွေနဲ့နေရံတွေရဲ့နောက်ွယ်မှာတာမန်လူတွေလုံးဝမသိနိုင်တဲ့လှုပ်ဝက်ဥမင်တွေဘန်ကာတွေနဲ့ထူးဆန်းတဲ့အခန်းတွေအများကြီးရှိနေပါတယ်ဒီကြောင်းရတွေကိုပြန်ကြည့်မယ်ဆိုရင်အစောပိုင်းကာလတွေတုန်းကတော့အခုလိုခင်မီတဲ့လုံခြုံရေးစနစ်တွေမရှိခဲ့ပါဘူးအဖြူရောင်အိမ်တော်ကိုစတင်ပုံဖော်ခဲ့တဲ့ဘီသူကပညာရှင်ကတော့ James Hoban ပဲဖြစ်ပါတယ်သူကဒီအိမ်တော်ကိုရိုးရိုးရှင်းရှင်းနဲ့ပွင့်လင်းမြင်သာမှုရှိတဲ့သမရဆိုင်ရင်တစ်ခုအနေနဲ့ပဲရည်ရွယ်ခဲ့တာပါဒါပေမဲ့1814ခုနှစ်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းဗြိတိရှစစ်တပ်ကအဖြူရောင်အိမ်တော်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ဟာအကြီးမားဆုံးသောလုံခြုံရေးသင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီမီးလောင်မှုကြောင့်ပျက်စီးသွားတဲ့အစိပ်ပိုင်းတွေကိုပြန်လည်ပြင်ဆင်ရင်းနဲ့သမရတွေရဲ့လုံခြုံရေးအတွက်လှုပ်ဝက်တဲ့အစီအစဉ်တွေကိုစတင်ထည့်သွင်းလာခဲ့ကြတာပါအချိန်တွေကြာလာပြီးဒုတိယကမ္ဘာစစ်အတွင်း Pearl Harbor တိုက်ခိုက်ခံရတဲ့အခါမှာတော့လုံခြုံရေးအရာစိုးရိမ်မှုတွေဟာအထူးအထိပ်ကိုရောက်ရှိသွားပါတယ်အဖြူရောင်အိမ်တော်ရဲ့သူခုမှလက်ရမြောင်းလာတဲ့တဲကြောက်နေရံတွေဟာခင်မီဘုံနှံတွေကိုမခံနိုင်ဘူးဆိုတာကိုတာဝန်ရှိသူတွေကသဘောပေါက်လာခဲ့ကြပါတယ်ဒါကြောင့်1942ခုနှစ်လောက်မှာမြေအောက်စီမံကိန်းတွေကိုအလင်းမြန်စတင်ခဲ့ရပါတယ်အဲ့ဒီတွေကအထင်ရှားဆုံးကတော့မြေအောက်နက်နက်မှာရှိတဲ့ POC လို့ခေါ်တဲ့သမရအရေးပေါ်စစ်စင်ရေးစင်တာဖြစ်ပါတယ်ဒီဘန်ကာဟာအပြင်ကကြည့်ရင်ဘာမှမရှိသလိုထင်ရပေမဲ့အတွင်းထဲမှာတော့ကဘာပြတ်မတက်ဘေးအန္တရာယ်မျိုးကြုံလာရရင်တော့နိုင်ငံတော်ကိုဆက်လက်ဦးဆောင်နိုင်မဲ့အထောက်အပံ့တွေအကုန်လုံးရှိနေပါတယ်ဒီ POC ဘန်ကာရဲ့အစွမ်းအစကို2001ခုနှစ်စက်တင်ဘာလ17ရက်နေ့တိုက်ခိုက်မှုတုန်းကကောင်းကောင်းကြည့်တွေ့လိုက်ရပါတယ်အဲ့ဒီချိန်ကဒုသမရဒစ်ချနီကိုလုံခြုံရေးဖွဲ့တွေကဒီမြေအောက်ဘန်ကာတွေကိုအမြန်ဆုံးပို့ဆောင်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးဒီဘန်ကာဟာတာမန်လူတွေကြားမှာပိုပြီးလူသိများလာခဲ့ပေမဲ့သူ့ရဲ့အသေးစိတ်တိစောက်ပုံကိုတော့အခုထိလှုပ်ဝက်ထားဆဲပါ2008ခုနှစ်မှာအိမ်တော်ရဲ့မြောက်ဘက်မြက်ခဲမြစ်မှာမြေကျွံကျမှုတစ်ခုဖြစ်ခဲ့တာကိုမမိကြအောင်ပါအဲ့ဒီမြေကျွံကျမှုကြောင့်မြင်တွေ့လိုက်ရတဲ့နှဆိုင်လှတဲ့ကွန်ကရစ်နေရံတွေကဒီမြေအောက်ကဘာဟာကျမတို့ထင်ထားတာထက်ပိုပြီးတော့ကိုကြီးမားနှဆိုင်နေပြီဆိုတာကိုသက်သေပြနေပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့အဖြူအောင်အိမ်တော်နဲ့ဘေးကလျက်မှာရှိတဲ့ဗန္နာရေးဝင်ကြီးဌာနစောင့်ကိုဆက်သွယ်ထားတဲ့လှုပ်ဝက်ဥမင်ပါဒီဥမင်ဟာပေ9000ကျော်ရှည်လာပြီးအရေးပေါ်အခြေအနေဖြစ်လာရင်သမရကိုလုံခြုံတဲ့နေရာစီအမြန်ဆုံးရွှေ့ပြောင်းနိုင်ဖို့အတွက်တိစောက်ထားတာပါတကယ်တော့ဒီဗန္နာရေးဝင်ကြီးဌာနစောင့်ဟာ1836ခုနှစ်ကတည်းကတိစောက်ထားတဲ့ကြောက်တားခန်တက်ကြီးတစ်ခုလိုခိုင်ခံ့တာကြောင့်သမရလင်ကွန်းလက်ထက်ပြည်တွင်းစစ်ကာလတွေတုန်းကတည်းကအရေးပေါ်ခလို့ရနေရဖြစ်သတ်မှတ်ခဲ့ကြတာပါလှုပ်ဝက်ချက်တွေကလုံခြုံရေးအတွက်ကြီးပဲမဟုတ်ပါဘူးသမရတွေရဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဝက်စွာဆောင်ရွက်နိုင်ဖို့အတွက်လည်းရည်ရွယ်ပါတယ်သမရရေဂင်လက်ထက်မှာတိစောက်ခဲ့တဲ့လှုပ်ဝက်ဥမင်တစ်ခုဆိုရင် Oval Office ရဲ့အနီးနားမှာရှိပြီးသတင်းတောက်တွေလုံးဝမသိနိုင်ပဲအိမ်တော်အတွင်းသွားလာနိုင်အောင်စီစဉ်ထားပါတယ်ဒါဟာနိုင်ငံရေးအရာအရေးကြီးတဲ့ပုံကိုယ်တွေနဲ့လှုပ်ဝက်တွဲဆုံမှုအတွက်သုံးဝင်ခဲ့ပါတယ်ဥပမာအားဖြင့်သမရရေဂင်ဟာသမရဟောင်းနစ်စင်နဲ့တန်တမန်ရေးရာကိစ္စတွေဆွေးနွေးတဲ့အခါမှာသတင်းမီဒီယာတွေရဲ့မျက်စိကွယ်ရမှာဒီလမ်းကြောင်းတွေကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်ဒါအပြင်အဖြူရောင်အိမ်တော်ရဲ့အမြင့်ဆုံးထပ်မှာရှိတဲ့ Solary ရဲ့အခန်းဟာလည်းတခြားအခန်းတွေနဲ့မတူပဲထူးခြားပါတယ်ဒီခန်းကိုသမရ Top ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးဝါရှင်တန်ရဲ့ပူပြင်းလာတဲ့နွေရာသီမှာသမရမိသားစုတွေအနားယူဖို့အတွက်အသုံးပြုခဲ့ကြတာပါနောက်ပိုင်းမှာတော့သမရဆက်ရဲ့မိသားစုဝင်တွေဟာဒီနေရာမှာကလေးတွေကစားတာပျော်ပွဲရွှင်ပွဲတွေလုပ်တာနဲ့ကိုယ်ပိုင်ချိန်တွေကိုကုံဆုံးဖို့အတွက်အသုံးပြုလာခဲ့ကြပါတယ်ဒါဟာအဖြူရောင်အိမ်တော်ရဲ့အေးချမ်းတဲ့အစိပ်ပိုင်းတစ်ခုလို့ပြောလို့ရပါတယ်တခုထပ်ပြီးစိတ်ဝင်စားစရာကောင်းတာကတော့ဒီအိမ်တော်ကြီးထဲမှာချောကလက်ဆိုင်နဲ့မုတ်ဖို့ခန်းတွေတည်တံ့ရှိနေတာပါဒါဟာသမရတွေရဲ့အကြိုက်ကိုပြင်ဆင်ပေးဖို့တွေမကပဲနိုင်ငံတကာဧည့်သည်တော်တွေကိုအခန့်ကျွေးမှုတဲ့အခါမှာအကောင်းဆုံးဖြစ်စေဖို့အတွက်တည်တံ့ထားရှိတာပါတသမန်ရေးရမှာအစားအသောက်ဟာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတာကြောင့်အကောင်းဆုံးသောစပုံမှုတွေကဒီလိုဝတ်တဲ့မုတ်ဖို့ခန်းတွေထဲမှာအချိန်ကြာကြီးပြင်ဆင်ကြရပါတယ်2009ခုနှစ်နဲ့2010ခုနှစ်ကြားမှာတော့ The Big Dip လို့ခေါ်ကြတဲ့အကြီးစားမြေချင်းတူးပေါ်မှုတစ်ခုအဖြူရောင်အိမ်တော်ရဲ့နောက်ဘက်ခြမ်းမှာဖြစ်ပွားခဲ့ပါတယ်အဲဒီချိန်တုန်းကတော့အစိုးရကအခြေခံအဆောက်အုံပြုပြင်ထိန်းသိမ်းတာလို့ပဲပြောခဲ့ပေမဲ့လူများကတော့အခုထပ်ပိုပြီးခင်မီတဲ့မြေအောက်စင်တာအသစ်တစ်ခုကိုတိစောက်နေတာလို့ယုံကြည်နေကြပါတယ်အခုဆိုရင်အဖြူရောင်အိမ်တော်ရဲ့မြေအောက်ပိုင်းမှာရှိနေတဲ့ဤပညာစနစ်တွေဟာဘယ်လိုမျိုးလျှက်စစ်တန်လိုက်တိုက်ခိုက်မှုမျိုးကိုမဆိုခံနိုင်ရရှိအောင်ပြုလုပ်ထားပြီးသားလို့ဆိုကြပါတယ်အဖြူရောင်အိမ်တော်ဆိုတာကျမတို့မြင်တွေ့နေရတဲ့လှပတဲ့အဖြူရောင်စံကြီးတစ်ခုထပ်ပို့ပါတယ်သူဟာတမိုင်းကျောင်းရဲ့နက်နဲတဲ့လှုပ်ဝက်ချက်တွေနိုင်ငံတော်ရဲ့အမြင့်ဆုံးသောလုံခြုံရေးအစီအမံတွေနဲ့လူသားတို့ရဲ့ကြံစမှုတွေပေါင်းစပ်ထားတဲ့နေရာတစ်ခုပါ
ဒီလိုမျိုးလှုပ်ဝက်ချက်တွေအပြည့်ရှိနေတာကပဲအဖြူရောင်အိမ်တော်ကိုကဘာမှာစိတ်ဝင်စားစရာအကောင်းဆုံးနေရာတစ်ခုအဖြစ်ဒီနေ့အထိတည်ရှိနေစေတာဖြစ်ပါတယ်အခုပြပြသွားတဲ့ဖြူရောင်အိမ်တော်ရဲ့လှုပ်ဝက်ချက်တွေကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနောက်ထပ်လည်းတင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ page ကို like and follow လုပ်ထားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်